အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်တော့ပလာတာအီအီလေးပေါ်မှာဘိန်းစီလေးကိုဖြုံးပြီးတော့အလွယ်တကူလုပ်တဲ့လုပ်နည်းလေးပါပလာတာအီအီလေးနဲ့ဘိန်းစီအနက်မွေးမွေးလေးနဲ့အလွန်အရသာရှိပါတယ်နော်ကဲကျမရဲ့လုပ်နည်းလေးကိုကြည့်ကြရအောင်ပထမအဆုံးဂျုံမုတ်ကိုထည့်ပါမယ်ဂျုံမုတ်ကတော့နှုတ်စီဘူးနှစ်ဘူးကိုအသုံးပြုထားပါတယ်နှုတ်စီဘူးနှစ်ဘူးမှာတော့360 gram ရှိပါတယ်ဒါကတော့စားပါစားအနေငယ်ထည့်မယ်ပြီးရင်တော့တကြားကိုထည့်ပါမယ်တကြားကတော့ထမင်းစားစွန်းတစ်ဝက်ကိုထည့်ထားပါတယ်အားလုံးသမအောင်မွေထားမယ်အားလုံးသမသွားပြီဆိုရင်တော့ကျမရေတစ်ခွက်ထည့်ပါမယ်ရေတစ်ခွက်မှာ400 ml ရှိပါတယ်စောစောကတစ်ဝက်ထည့်ထားတာပါဒါကတော့နောက်ထပ်တစ်ဝက်ပါအားလုံးသမအောင်မွေထားမယ်အားလုံးတမသွားပြီဆိုရင်တော့စီကိုထမင်းစားစွန်းတစ်ဝက်ကိုထည့်ထားပါတယ်စီထည့်မယ်စီထည့်လိုက်တော့မုတ်သားလေးတွေကပူပြီးတော့ပျော့ပြောင်းလာပါတယ်ဤလာပါတယ်နော်အားလုံးတမသွားပြီဆိုရင်တော့ကျမစကားလေးနဲ့စစ်ထားပါမယ်မုတ်သားလေးတွေအခဲလိုက်ဖြစ်မသွားအောင်လုပ်ပါစကားလေးနဲ့စစ်ထားမယ်အခုလိုမျိုးစကားလေးနဲ့စစ်ထားတော့မုတ်သားလေးတွေကအီအီလေးနဲ့အလွန်စားကောင်းပါတယ်နော်ကဲကြည့်ပါဦးမုတ်သားလေးတွေကနော်အခဲလိုက်ဖြစ်မသွားဘဲနဲ့အီအီလေးနဲ့ပြစ်ပြစ်လေးနဲ့ဒီလိုအနေထားလေးဆိုရင်တော့အနေတော်ဖြစ်နေပါပြီမုတ်သားလေးတွေကိုစကြောပါမယ်မုတ်သားလေးတွေကတ်မသွားအောင်လို့ဒဲဦးပူပူထဲမှာစီနေနဲ့ထည့်မယ်ပြီးရင်စီတွေအားလုံးကိုကျွန်မပြန်တုပ်ထားပါမယ်ကတ်မသွားအောင်လုပ်ပါပြီးတဲ့အခါကျတော့မုတ်သားလေးတွေကိုဒီလိုမျိုးလောင်းထည့်မယ်ပြီးရင်ပြန့်ပြန့်ကလေးဒီလိုမျိုးလုပ်ထားပါမယ်တဖြည်းဖြည်းနဲ့မုတ်သားလေးတွေကကျက်လာပါပြီနော်ဒီလိုအနေထားလေးမကြက်ခင်မှာဘိန်းစီလေးကိုဖြုံးထားမယ်ပြီးရင်ခဏလေး1 မိနစ်လောက်တည်ထားမယ်ပြီးတဲ့အခါကျတော့ပြောင်းပြန်လန်ထားပါမယ်ဒီလိုအနေထားလေးဆိုရင်တော့ပြောင်းပြန်လန်ထားမယ်ပြီးရင်အပေါ်ကနေဒီလိုမျိုးဖြည့်ထားမယ်ဘေးဘက်လေးတွေကိုဒီလိုမျိုးဖြည့်ထားမယ်ကဲမုတ်သားလေးတွေကဖောင်းကြွလာတယ်နော်ပွားဆေးမပါဘဲနဲ့မုတ်သားလေးတွေကဖောင်းကြွနေပါတယ်နော်လေတွေကိုကျမထုတ်ထားလို့ပါဒီလိုမျိုးလုပ်လိုက်တော့ပို့ပြီးတော့အရသာရှိတယ်ပို့စားလို့ကောင်းပါတယ်ဒီလိုအနေထားလေးဆိုရင်တော့တစ်ခါပြန်ပြီးတော့ပြောင်းပြန်လန်ထားလိုက်မယ်ကဲကြည့်ပါဦးဘိန်းစီလေးတွေကကြက်နေပါပြီနော်အနံ့လေးလည်းမွေးကြိုင်နေပါတယ်ပြီးရင်အပေါ်ကနေတစ်ခါဒီလိုမျိုးပြန်ဖိထားမယ်အဲ့လိုမျိုးလုပ်ထားတော့ပို့ပြီးတော့အရသာရှိလွန်းလာပါတယ်နော်တစ်ခေါက်လောက်စမ်းကြည့်ကြပါဦးအရန်လွယ်ကူတဲ့နီလန်းလေးတစ်မျိုးပါကဲဒီလိုအနေထားလေးဆိုရင်တော့ရနေပါပြီဆယ်ထုတ်ပါမယ်ပျော့ပျော့အီးအီးလေးနဲ့အရန်စားကောင်းပါတယ်နော်နောက်ထပ်လည်းဒီလိုပုံစံလေးလုပ်ထားပါမယ်ဒီတစ်ခုကိုတော့ဘိန်းစီကိုခက်များများလေးဖြုံးထားပါမယ်ပြီးရင်ပြောင်းပြန်လန်ထားပါမယ်ပြောင်းပြန်လန်ထားပြီးတော့ဒီလိုမျိုးလုပ်လိုက်တော့ဘိန်းစီလေးတွေကကျက်ပြီးတော့ပူပြီးတော့မွေးကြိုင်နေပါတယ်နော်ပြီးရင်အပေါ်ကနေတစ်ခါပြန်ပြီးတော့ဒီလိုမျိုးဖြည့်ထားမယ်ဒီလိုမျိုးလုပ်ထားတော့ပလာတာလေးကပို့ပြီးတော့အရသာရှိပါတယ်နော်ဒါလည်းလူဝက်ချက်တစ်မျိုးထဲမှာပါပါတယ်ကဲလေတွေထွက်သွားတော့ပို့ပြီးတော့အရသာရှိတာပေါ့နော်ဒီပလာတာလုံနည်းလေးကတော့ဘိန်းစီအနက်မွေးမွေးလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့လုံနည်းလေးတစ်မျိုးပါကဲအားလုံးပြီးသွားပါပြီကဲကြည့်ပါဦးအများကြီးရနေပါတယ်နော်ဘိန်းစီအနက်မွေးမွေးလေးနဲ့အရန်လွယ်ကူတဲ့လုံနည်းလေးတစ်မျိုးပါနော်အရသာလည်းအလွန်ကောင်းပါတယ်ကြည့်ပါဦးပျော့ပျော့အီးအီးလေးနဲ့အရန်စားလို့ကောင်းတဲ့ပလာတာအီးလေးပါနော်ပဲဖြူနဲ့ပဲဖြစ်ဖြစ်တကြားနဲ့ပဲဖြစ်ဖြစ်တွဲပြီးတော့စားသုံးလို့ရပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်အားရှိသွားအောင်လဲ like share subscribe လေးနဲ့လည်းအားပေးကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို